ဘာစကားစီရမလဲဆိုပြီးလမ်းပြောင်းနေတဲ့သူတွေအတွက်2026မှာထွက်ရှိထားတဲ့တရုတ် Chinese ရာဇဝင်ပေါ့နော်ခလန်းတဲကားလေးတစ်ကားကိုတင်ဆက်ပေးပါရစေ။အဲဒီစကားလေးကတော့ပြန်လည်မှုဖားခြင်းစကားလေးတစ်ကားပဲဖြစ်တယ်ပေါ့နော်။အပိုင်း24ပိုင်းပါဝင်ပြီးတော့ကြတော့ပုံမှန်Chinese ခလန်းရှိတွေမှာဆိုရင်ပြန်လည်မှုဖားခြင်းစကားတွေကစဉ်းစားမရဘူးပေါ့နော်စဉ်းစားမရတော့ပြန်လည်မှုဖားခြင်းအနေနဲ့ဖက်လာတဲ့စကားရှားတယ်ဝတ္ထုမှာပြန်လည်မှုဖားခြင်းဇလံမျိုးဖြစ်တယ်ဆိုရင်တော့မှပေါ့နော်ဇလံနေနဲ့ထွက်လာရင်ပြင်ဆင်ပြီးတော့ကြတော့ပေါ့နော်ပြန်လည်မှုဖားပုံစံမျိုးမဟုတ်ဘဲနဲ့အဲ့လိုဇလံရှိတွေမှာဆိုရင်တခြားပေါ့နော်ပုံစံတစ်မျိုးနဲ့ပြောင်းပြီးထွက်လာတာများတယ်ဒါပေမဲ့ဒီကားကတော့ထူးထူးဆန်းဆန်းကိုပြန်လည်မှုဖားရဲ့ပုံစံမျိုးနဲ့ပဲထွက်ရှိခွင့်ရလာခဲ့တဲ့စကားပေါ့နော်အဲ့စကားကမင်းသမီးကပထမဘဝမှာဆိုရင်အချစ်ကိုအယမ်းယုံကြည်ခဲ့မိရဲ့အတွက်ကြောင့်သူ့ရဲ့အဖေစစ်တူကြီးအပါဝင်သူ့ရဲ့မိသားစုဝင်တွေသူ့အဖေရဲ့စက်အကုန်လုံးကပေါ့နော်ဘယင်ဖြစ်စဉ်လူတရားရဲ့အတုံးချတာပေါ့နော်အချစ်ကိုအတုံးချတာကိုခံခဲ့ရပြီးတော့ကြတော့သူကသူ့ကိုလည်းအဲ့ဒီသူချစ်ရသူကိုယ်တိုင်ပေါ့နော်ဘယင်ဖြစ်လာပြီးတဲ့နောက်မှာမိဘကောင်ညှောက်ပြီးတဲ့နောက်မှာသူ့ကိုတက်ပြီးတော့သူ့ကိုလည်းတက်တာကိုခံရရတယ်အဲ့အချိန်မှာမင်းသမီးကပေါ့နော်သူ့ရဲ့နာကြီးချက်တွေနဲ့ပေါ့နော်သူပြန်လည်မိဖလာတဲ့အချိန်မှာဒီလူပေါ့နော်သူချစ်ခဲ့ရတဲ့သူကိုဘယင်မဖြစ်အောင်သူကအသေးတန်ပါစီပါတားစီပြီးတော့ကြတော့သူကလုံးဝကိုလူတွေမထင်မှတ်ထားတဲ့ပေါ့နော်အရန်ငယ်သေးတဲ့မင်းသားငယ်လေးတစ်ပါးကိုဘယင်အဖြစ်တင်မြှောက်လိုက်ပြီးတော့သူကမင်းသမီးကြီးအနေနဲ့ပေါ့နော်အရင်ဘယင်ကိုသူ့မင်းသမီးကြီးခန့်ပါလို့တောင်းဆိုပြီးတော့ဒီဘယင်ငယ်လေးကိုအာဏာရအောင်ကူညီပေးဖို့လုပ်တာဒါပေမဲ့အဲ့အချိန်မှာဘယင်လည်းနဲ့ရဆန်ပြီးဒီဘယင်ငယ်လေးကဘယင်ဖြစ်လာတဲ့အချိန်မှာဘယင်ငယ်လေးမှာအာဏာမရှိဘူးအာဏာကိုအမတ်ကြီး3ယောက်ကချုပ်ကင်ထားတယ်တယောက်ကတော့မင်းသမီးအရန်မုန်းနဲ့အရင်ကမင်းသမီးချရသူနောက်တစ်ယောက်ကကြတော့ရှက်မိသားစုပေါ့နော်ရှက်မိသားစုကြီးပေါ့နော်ပြီးတော့ဒီဘယင်ငယ်လေးရဲ့ဦးလေးတော်ဆက်သူပေါ့နော်နောက်တစ်ယောက်ကကြတော့သူကမင်းစရာပေါ့နော်အရင်ဘယင်မရဆန်မင်းကြီးလက်ထက်ကနေကမရဆန်မင်းကြီးအားကိုးရတဲ့သူလက်ရှိမှာဒီဘယင်ငယ်လေးရဲ့ဆရာဖြစ်လာတဲ့သူပေါ့သူ3ယောက်ကတိုင်းပြည်အာဏာကြီးကိုသူကချုပ်ကင်ထားတယ်အဲ့တော့ဘယင်ငယ်လေးမှာအာဏာမရှိဘူးမင်းသမီးမှာလည်းအာဏာမရှိဘူးအဲ့တော့ဒီအာဏာကိုရယူဖို့အတွက်မင်းသမီးကလုံးဝကိုအကွက်ချက်ပြီးတော့ကြတော့ပေါ့နော်သူ့ရဲ့အရင်ဘွားကမှားခဲ့တဲ့အမှားတွေနဲ့ရဲရဲနဲ့မင်္ဂလေးပုံစံမျိုးပြောင်းလဲပြီးအကွက်ချပြီးအာဏာကိုတစ်ခုချင်းရယူရဲ့ပုံစံပေါ့နော်အဲ့ဟာကိုရိုက်ကူးထားတဲ့ဇလံအဲ့မှာဒီဇလံမှာဆိုရင်မင်းသမီးကလုံးဝ powerful ဖြစ်နေတာမျိုးမဟုတ်ဘူးပြန်လည်မွေးဖွားပြီးတော့သူကပေါ့နော်ပြန်ရှင်လာတဲ့အတွက်ကြောင့်ဆိုပြီးတော့အမြဲတမ်းအသာစီးရနေတာမျိုးမဟုတ်ဘူးဒီဇလံမှာသူပေါ့နော်ယောက်ျား3ယောက်နဲ့ရှင်ပြန်ရတာဖြစ်တဲ့အတွက်ဒီ3ယောက်ကလည်းလုံးဝမခဲတဲ့သူတွေပေါ့နော်အဲ့မခဲတွေနဲ့ရှင်ပြန်ရတဲ့အတွက်ကမိန်းမ1ယောက်နဲ့ယောက်ျား3ယောက်မှာဘယ်လိုနေနေမင်းသမီးမှာလည်းဟာကွက်တွေရှိရဲ့သူကြာရှုံးတာတွေရှိရဲ့ဒါပေမဲ့ तू ဘလောက်ကြာရှုံးပါစေပေါ့နော် तू ကပြန်ထတဲ့ဟာမျိုးပေါ့အဲ့တော့ကြီးလိုက်တဲ့အခါမှာတော့မင်းသမီးရည်ပဲအตาရွက်မဟုတ်ပဲသူတပြန်ကိုတပြန်ဖြစ်နေတဲ့ဟာမျိုးပြောရင်စစ်သူရင်စော့နေတယ်လို့မျိုးပဲပေါ့နော်ဒီကားကအရန်မိုက်တယ်ပေါ့နော်ကြည်ရတာမင်းသမီးကြာရှုံးတဲ့အချိန်တွေမှာမင်းသမီးကအမြဲရှိနေပေးတာကတော့မင်းသားပေါ့နော်မင်းသားကအရင်ဘဝကနေကမင်းသမီးကိုသူ့ရဲ့ချီရသူတက်ပြီးရဲ့အချိန်မှာအဲ့ချီရသူကိုအဆုံးစီရင်ပေးခဲ့တဲ့ထပ်ပြီးတက်ခဲ့တဲ့သူပေါ့မင်းသားကပေါ့နော်သူတေးမလို့ဖြစ်ခဲ့တဲ့အချိန်တစ်ခုမှာမင်းသမီးကသူ့ကတင်ပြီးအဲ့ဒီနေရာမင်းသားမင်းသမီးကိုကြိုက်ခဲ့တာအဲ့တော့ပြောရရင်အရင်ဘဝကတည်းကလည်းကြိုက်ခဲ့တဲ့သူပေါ့နော်အဲ့တော့မင်းသမီးကဒီဘဝမှာမင်းသားကိုတတိထားမိလားပေါ့အရင်ဘဝတော့ကအရင်ဘဝဟာလည်းပေါင်းပြီးတော့ပေါ့နော်မင်းသမီးကဒီမင်းသားကသူ့အတွက်တက်ပေးရဲ့သူဆိုပြီးရဲ့အတွက်ကြောင့်မင်းသားကိုအခြားသူတို့မယုံကြည်မျိုးကြည့်မယ်မင်းသမီးကမင်းသားကိုအရန်ယုံကြည်ရဲ့ဒီဇလန်းမှာပေါ့နော်မင်းသားကကြတော့ဒီဇလန်းရဲ့တိုင်းပြည်အုပ်ချုပ်ထားတဲ့ပေါ့နော်ချုပ်ကင်ထားတဲ့မိသားစုကြီးတစုပေါ့နော်ရှဲမိသားစုကတခင်လေးတယောက်ပဲဒါပေမဲ့အဲ့ဒီမိသားစုကမင်းသားပေါ်မှာလုံးဝမကောင်းဘူးငယ်ကနေကသူ့ဆွန့်ပစ်တယ်သူ့တေးမလို့ထိပေါ့နော်ရိုင်းနှက်နှိပ်ဆက်ခဲ့ပူတယ်အဲ့လိုတေးမလို့ရိုင်းနှက်တဲ့အချိန်မှာပဲမင်းသမီးကကယ်ပြီးတော့အဲ့ရတဲ့တစ်ဆင့်ပေါ့နော်ဒီမင်းသားကမင်းသမီးရဲ့အဖေရဲ့လက်အောက်မှာလူယုံဖြစ်လာခဲ့ရပေါ့နော်အဲ့မင်းသမီးဖေကမင်းပေါ့နော်မင်းသမီးကိုစောင့်ရှောက်ဖို့ဆိုပြီးတော့ကြတော့သူ့ကိုလွတ်လိုက်တာသူကကြတော့ဘယ်လိုလဲဆိုမင်းသမီးခိုင်းတာဘာမှမဆိုလုပ်ပေးနိုင်တယ်သူ့တက်ကိုပါပေးနိုင်တယ်မင်းသမီးကလည်းသူ့အရန်ယုံကြည်တယ်သူတို့နှစ်ယောက်ပေါင်းပြီးတော့ဒီပေါ့နော်ဒီအုတ်ချုပ်ကြီးအကုန်လုံးပေါ့ရန်ရိုက်တစ်ခုလုံးကိုသူကထိုးပြတ်မယ်ဘရင်သူတို့တင်မြောက်ထားတယ်ပေါ့မင်းသမီးကဘရင်တင်မြောက်ထားတယ်ပေါ့နော်ဘရင်ငယ်လေးကသူ့မောင်အရင်လေးလိုချစ်တယ်
အဲ့ဘရင်ငယ်လေးစီကိုအာနာအပြေးလွှဲပေးဖို့နိုင်ဖို့အတွက်ပေါ့နော်သူကစူးစမ်းကြတာအရန်ကြည့်လို့ကောင်းပါတယ်အပိုင်းတိုင်းကဇက်ရှင်ကလုံးဝတက်ပြီးတော့24ပိုင်းနဲ့ပါဖြစ်တဲ့အတွက်ကြောင့်ဇက်ရှင်ကပေါ့နော်လုံးဝနှေးသွားမျိုးမရှိရနဲ့အပိုင်းတိုင်းကိုတက်တာပါဟုတ်ကြည့်ရင်လည်းမင်းသမီးလိုမျိုးပေါ့နော်လုံးဝကြာဆုံးသွားချိန်တိုင်းမှာဘယ်တော့မှပေါ့နော်ပြိုလဲမသွားဘဲနဲ့ပြန်လဲရက်ကြည့်နိုင်ဖို့ခွန်အားကြီးလည်းရရှိစေရပေါ့နော်အားကြောင့်မလို့အရန်လိုက်တဲ့ဒီဇလန်းလေးကိုတွားပြီးတော့ကြည့်လိုက်ကြပါဆိုပြီးတော့ညွှန်ဆိုလိုက်တာပါဇလန်းလေးရဲ့နာမည်ကတော့ S2 Crown မှာဒါနာမည်လေးကိုလည်း caption မှာရေးပေးထားတယ်ပေါ့နော်ရှားကြည့်လို့ရပါတယ်နောက်ထပ်ကြည့်ကောင်းတဲ့ဇလန်းတဲလေးတွေတွေ့ရှိလာခဲ့ရင်လည်းထပ်မံတင်ဆက်ပေးပါမယ်အားလုံးကိုဒီနေ့ကနေဆက်လိုက်ပါရနော်Maria